ကြည်လင်အေးမြနှလုံးသားဝဲမြတ်တာပန်းများဝေဖြာစေတတဝအပေါင်းစိတ်ချမ်းသာဘေးရန်ကင်းကွာငြိမ်းချမ်းစေကိုယ်စိတ်နှစ်ဖြာချမ်းသာစေလူအင်စန္ဒပြေဝစေဖုဒ္ဓဓမ္မအလင်းရောင်နေဣတ္တတို့မျက်စိနဲ့မမြင်အပ်တဲ့ဥသိကြောင့်ဝါသံမြည်အသည်မှာလူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရာလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရန်မကောင်းသောဒဏ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သင်ရှင်းလင်းပြတဲ့အဆောက်အအုံသန့်ဝိုင်းသန့်မြေသန့်သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့ဒီနယ်မြေပေါ်မှာရှိနေတဲ့အိမ်တွေအဆောက်အအုံတွေအားလုံးဘုန်းကြီးတို့သန့်ရှင်းမှာပါဒုတိယအကြိမ်ရောက်တဲ့အခါကျတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာတဆုထပ်ပြီးတော့ရွတ်ဖတ်တရဆက်ပြီးသုတ်သင်ရှင်းလင်းမှာပါဝိမတိဝိနောဒဏီတိကာနဲ့အညီကံဆောင်တဲ့နေရာမှာတထထဲကြအောင်အာဟုသောဟုသောပုဂ္ဂိုလ်မသုံးမဲနဲ့တပည့်တော်သံဃာကိုငဲ့ပြီးတော့ဗန္တိဟုသောပုဂ္ဂိုလ်တပည့်တော်သုံးမှမယ်ဗျာနမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောတေထာယတိသံဃတပတ္တကံလံသံဃောတံတိမံသမုဟနေယသမာနာသံဝါသံဧကုပောတေထံဧတာညတိသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောတေထာသံဃောတံတိမံသမုဟနတိသမာနာသံဝါသံဧကုပောတေထံယတာယတမတောခမတိဧတိတာသီမာယသမာနာသံဝါသာယဧကုပောတေထာယသမုဂ္ဂါတောသောတုံနှသာယတာနေခမတိသောဘာတိယသမုဟတာသာတိမာသံဃေနသမာနာသံဝါသာဧကုပောတေထာခမတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုအဲ့ဒီကမ္မဝါကသမာနာသံဝါသဆိုတာသမာနာအတူတူသံဝါသနေထိုင်ရတဲ့နေရာမှာယရဏသုံးပါးနဲ့နေတဲ့လူသားတွေနေတဲ့နေရာမှာလူသားအချင်းချင်းသာနေထိုင်ခွင့်ရှိသည်လူသားကိုယံမူမဲ့အန္တရာယ်ပြုမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့
နားလေပါဒီတခါဖတ်မဲ့ကမ္မဝါကြတော့ပညာချက်ကသူ့ထဲမှာတိုက်ရိုက်ပါတယ်ဣမံအာရာမံလို့သံဃာတော်များကရွတ်ဖတ်တဲ့ဆယ်လိုက်ရင်အာရာမဆိုတာပါဠိတွေမဂဓတွေအာရာမဆိုတာမြန်မာလိုဝိုင်းတို့ဝင်းတို့ပရဝုံတို့ခြံတို့ပေါ့နောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ရင်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလဲပါတတ္တနံဗုဒ္ဓနာတတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကတတ္တနံခုနှစ်စုတဲ့ဝိပတိသိခိဝိသဗုကာကုသံဂောနာဂုံကတ္တပဂေါဓမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွယ်ကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကမ္မဝါဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖရာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်တယ်နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှာပြီးတော့အောက်လန်းနီးတွေမော်နီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲလင်းလွှာကြိုတန်းအင်းအိုင်ခလဲဓာရိုက်ဓာဆင်းနှမြုပ်နန်းထားစုံကဝေတစေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘနာဂသင်္ကွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါဣမသမိန်အာရာမေဣမသမိန်ဂေဟေဒီဝိုင်းနဲ့ဒီအဆောက်အအုံတွေမှာဝတ္တတနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်ညှထားပြီးတော့ရွတ်ဖတ်တဲ့ဆယ်ပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျိန်အန္တရာယ်ကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တဲ့ဆယ်ပြီးတော့သုတ်သင်ရှင်းလင်းကြရအောင်နာကြားကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောဣမံအာရာမံဣမံဂေဟံတတ္တနံဗုဒ္ဓနံ
အနန္တရာယိကဇိဝိဒါနံသဗ္ဗဝေရဇိဒါနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံတာနံလေနံပရာယနံကရိယဣမသမိန်အာရာမေဣမသမိန်ဂေဟေဝတ္တတံဘယဝိနာသာယသဗ္ဗပရိတယဝိနောဒနာယဖာတုဝိဟာရာယဧသာညတ္တိသုနာတုမေဗန္တိသံဃောသံဃောဣမံအာရာမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနံသဗ္ဗဝေရဇိဒါနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံဒါနံနံပရာယနံကရောတိဣမသမိန်အာရာမေဣမသမိန်ဂေဟေဝတ္တတံဘယဝိနာသာယသဗ္ဗပရိတယဝိနောဒနာယဖာတုဝိဟာရာယယတာယတမတောခတ်မတိဣမသာအာရာမသာဣမသာဂေဟသာသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကသာပရိတသာဒါနသာလေနသာပရာယနသာကရဏံသောတုံနှသာယတာနေခတ်မတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရာမောအယံဂေဟောသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခတ်မတိသံဃတတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနှင့်တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမဆက်ရွတ်ဖတ်တရစေနာကြားကြရအောင်သမန္တာသက္ကဝါလိသူအတ္တရာခိသန္တုဒေဝတာသာဓမ္မမုနိရာဇသာသုဏန္တုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝတောယေခာနေဝဒသင်တိဘိသနံယမိစေဝနုယုံသံတော်ရတ္တိတိဝမတန္တိတောသုခံသုပတိသုတ်တော်သပပံကိဉ္စီနပသတိဧဝမာတိဂုဏုပေတံပရိဒံတံပနာမဟေကာရဏီယမထာကုသလေနာယန္တတန္တံပဒံအဘိသမေဇာသေကောဥဇုဇာသူဇုဇာသူဝသောသသမုဒုနာတိမာနိ
တန်တုတ်တကောဇသုဘရောဇအပကိသောဇတန်လဟုကဝုတ်တိတန်တိန္ဒရိယောဇနိပကောဇအပကဘောကုလေသောနာနုဂိတောနာဇာခုတ်ဓမ္မာသတိကိဉ္စီယေနဝိညုပရိဥပဝတိယုံသုခိနောဝါခိမိနောဟွန်တုသဗ္ဗတတ္တာဘုံတုသုခိတတ္တာယေကေစိပါဏာဗုဒ္ဓတိတတဝါထာဝရဝနဝသေတာဒီဃဝါယေဝမဟန္တာမေသိမာရတ္တကအနုကထူလာဒိဋ္ဌာဝါယေဝအာဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဗုဒ္ဓဝါသံဘဝေသေဝသဗ္ဗသတ္တဘုံတုသုခိတတ္တာနာပရောပရဏိဂုတ်ပေထနာတိမေညေထကတ္တသိနာကိဉ္စီဗျာရောတနာပတိကသင်ညာနေညာမေညာသဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒ္ဓေသုမာနသံဘာဝယေအပရိမာဏံဩမေတေဇာသဗ္ဗလောကသမိမာနသံဘာဝယေအပရိမာဏံဩဒံအထောဇာတိရိယံသအတံဘာရံအဝေရမသဗ္ဗတံတေထံသရဏိသိဏောဝါတယာနောယာဝတ္တသဝိဒမိတောဧတံတတေအာဒိဋ္ဌိယာပြမမေတံဝိဟာရမေတ္တမဟုဒိဋ္ဌိသအနုပကမ္မသီလဝဒ္ဒတနေနသံပန္နောကာမေသူဝိနိယာဂေတံနာဟိဇာဒုက္ခပသေယပုနာရေတိဗုဒ္ဓံတံဗောဓိသံပါရိနိဗ္ဗာတံဝတ္တဇာတိယံယသတိစေနာဒါဝေကိမဟာသတ္တံဝိဝေဇယိထေရရတာတာရိဗုဒ္ဓတာလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေအဋ္ဌိလောကေသီလဂုဏောသစ္ဆံသောစေယနုဒ္ဒယတေနာသစ္စေနာကာဟာမိသစ္စာကိရိယမနုဒရံအာဝိဇတဝဓမ္မဗလံသရိတဝပုပ္ပကေစီနေသစ္စာဗလာမောတာယသစ္စာကိရိယမကာသဟံသန္တိပက္ခအပတနာသန္တိပါဒာအဝိဇ္ဇနာမာတာပိဒါသနေခန္ဓာဇာတဝေဒပဋိက္ခမသာဟသစ္စေကတိမေရှံမာပိစလိတောသိခိဝိစေတိသောလသဂရိသာနိဥဒကံပတ္တဝါယထာသိခိသစ္စေနမေသမောနတ္ထိဧတာမေသစ္စာပါရမီဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွက္ခာတောဘဂဝတာဓမ္မောသန္ဒိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနေယိကောပိစ္ဆဒံဝေဒိတာဘောဝိညူဟိသောပတိပန္နောဘဂဝတောသာဝကသံဃောဥသုပတိပန္နောဘဂဝတောသာဝကသံဃောညာယပတိပန္နောဘဂဝတောသာဝကသံဃောသာမိစိတ်ပတိပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧသဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒေခိနေယောအင်္ဇလိကာရဏီယောအနုတ္တရံပုညခေတံလောကသာ
ဧဝံဗုဒ္ဓံတတံဓမ္မသံဃင်္စဘေကဝောဘယံဝါသံဘိတတံဝါလောမဟံသောနာဟိတတိယံဒုံနိမိတံဝမင်္ဂလင်္စယောသမနာဘောတကုဏသသတောပါပေကဟောတုတ်သူပိနာအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယံဒုံနိမိတံဝမင်္ဂလင်္စယောသမနာဘောတကုဏသသတောပါပေကဟောတုတ်သူပိနာအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယံဒုံနိမိတံဝမင်္ဂလင်္စယောသမနာဘောတကုဏသသတောပါပေကဟောတုတ်သူပိနာအကန္တံသံဃာနုဘာဝေနဝိနာသမင်တုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဂုတ္တရာအိဋ္ဌမင်္ဂလာပေါင်းသည်တေတုံမာကံသင်္အန္တရကင်းလူသူပရိသတစုတို့အားသဗ္ဗရာနေယောညမအခါခသိဘဝတုတဏိတခြားအကျိုးများဖို့တိုးပွားဖြစ်ထွန်းပါစေသဗ္ဗဒေဝတာအလုံးစုံအရာယနတ်ထဲနတ်ဖြစ်ကြကုန်သောသမာဓိသမာဓိဝါနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်ဝါသဗ္ဗဒေဝတာကိုယ်ဆောင်နာအိမ်ဆောင်နာအယံဆောင်နာပုံမစုယုတ်ခစုအာကာသစုစတုလောကပါလာတရားဗျမ္မာများစွာသောနတ်ဗျမ္မာအပေါင်းတို့သည်တေတုံမာကံယရဏသုံးစုံမြတ်တရဏဂုံနဲ့နေကြတဲ့သင်ဗုဒ္ဓဤသာတော်သမီးတော်တို့အားသဗ္ဗရာနေယောညင်မအခါခသိရက္ခန္တုကောင်းစွာမသွေဆောင်နိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနလေးသင်္ချေနဲ့ကဘာတသိရှစ်သင်္ချေနဲ့ကဘာတသိ16သင်္ချေနဲ့ကဘာတသိတွေ့ကိမ့်ပြဓာလုံလကြီးစွာဒါနာပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဋ္ဌံပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသော10ပါးသောပါရမီတော်တို့ကိုအယုတ်အလအမြာအားဖြင့်ဖြည့်ကျင့်တော်မူပြီး၍ပညာဓိကသတ္တဓိကဝရိယာဓိကအမိယပြေလျင်ခင်္ဃသက်လုံးနှင့်အမြပွင့်တော်မူ၍ပရိနိဗ္ဗာန်စံယူတော်မူကြကုန်ပြီးသောဖယားရှင်ကိုယ်တော်မြတ်ကြီးတို့၏တကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနအလုံးစုံသောမတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရစေတတ်သောတရားတော်မြတ်သည်ကဝိမု ക്തി ယတာအပြင်တပါဓမ္မဝိနည်းအပြင်2ရပိတကအပြင်3သွဲနိကေအပြင်5ပြာအင်္ဂါအပြင်9တန်ဓမ္မခန္ဓာအပြင်84,000ကျမ်းကုန်အောင်တို့ဤတကုတေဇောအာနုဘော်တော်ကြောင့်၎င်း
သဗ္ဗသံဃာနုဘာဝေနာမဲ့၌တည်သောပုဂ္ဂိုလ်၄ပါးထို၌တည်သောပုဂ္ဂိုလ်၄ပါးဤရှစ်ပါးသောပရမတ္ထသံဃာတော်အရှင်သာရိပုတ္တရာအရှင်မောက္ခလံဧကသာဝကမဟာသာဝကအတိတိရှစ်ကျိတ်ကုန်သောယဟန္တာအရှင်မြတ်ကြီးတို့ဤတကုတေသောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဝါသဗ္ဗသံဃာနုဘာဝေနာလေးစိပေသလာသိက္ခာကာမသေလဝန္တာကုဏဝန္တာပညာဝန္တာဂရုဂါရဝဖြစ်တော်မူကြကုန်သောအရိယာနွယ်ဝဲသမှုတိထေအရှင်တို့ဤတကုရှိန်သောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဣဇတိကဘာယီယေကိုတွင်ကိုပအိမ်တွင်အိမ်ပဝိုင်းတွင်ဝိုင်းပရက်ွက်တွင်ရက်ွက်ပမြို့တွင်မြို့ပတတွင်တပနထာနာ၌ဇာတာပုတ္တဖြစ်စေဖြစ်လက်တံကုန်သောသနုတိရောဂါသအနာမျိုး96ပါးတို့သည်၎င်းဒေါတိန်သာကာမကရဏာသ32ပါးသောကံကြမ္မာတို့သည်၎င်းပင်စဝိသတိဗယာသ25ပါးသောဘေတို့သည်၎င်းသောလတဥပါဒဝါစာ16ပါးသောဥပါဒဝါတို့သည်၎င်းပင်စဝေဒီသ5ပါးသောယံတို့သည်၎င်းတသဒန္တာသ10ပါးသောဒံတို့သည်၎င်းအထဒေါသသ8ပါးသောအပြစ်တို့သည်၎င်းနာနာဘယေဟိဝါအထူးထူးသောဘေးတို့မှ၎င်းတိနိကပါနိစာ3ပါးသောကတ်တို့မှ၎င်းသဗ္ဗအန္တရာယောဇာခသိမ့်သောအန္တရေတို့သည်၎င်းဝိနာသံပြောက်ပြဲ့ခြင်းသို့အင်တုပါပုဏ္ဏတုရောက်စေကုန်သတည်းလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တမကြောက်တနှစ်ရများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဝေနေနီနေနတ်ထွေများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြည်ငယ်အလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဆူကြုံအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုခြင်း
အချင်းချင်းကင်းရှင်ကြပါစေယသမိန်တိဝတိအကျဉ်နေ၌တယောသူစတိတဓမ္မေသူစရိုက်တရားတို့ကိုပရိပူရန္တိဖြစ်ကျင့်ကြကုန်၏သောဒီဝသောထိုနေသည်သူနက္ခတနက္ခအပေါင်းမကောင်းမရှိအကောင်းအတိသာတိသူမင်္ဂလာအမင်္ဂလာဘေအခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာတိသုပ္ပပတံအပြည့်ကင်းရှင်ကောင်းသောမိုးလင်းရခြင်းပေတိသူဟုတ်တိတံသာယာတန်ရှင်ကောင်းသောအိယာမှထရခြင်းပေတိသူခနောကျုံလာဆိုင်ရခဏတိုင်းမှာအကောင်းကြည်သာတိသူမူဟုတ်တော်စမူဟုတ်တိုင်းမှာအကောင်းကြည်သာတိယသမိန်တိဝတိအကျဉ်သူစရိုက်ကျင်ရာနေအခါ၌ဗျံမစာရိသူမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ရိဋ္ဌံပေအလှူအပူဇော်အပ်သောအလူဒါနာမျိုးသည်သူရိဋ္ဌံအပြည့်ကင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ခြင်းဖြစ်ပါပေ၏တာသမထိုကြောင့်ကာယကမ္မံထိုသူပြုသမျှကာယကံမှုမှန်သမျှသည်ပတ္တခိနာတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာတိဝါစာကမ္မံထိုသူပြောဆိုသမျှဝစီကံမှုမှန်သမျှသည်ပတ္တခိနာတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာတိမနောကမ္မံထိုသူကြံစီသမျှအကြံစီမှန်သမျှသည်ပတ္တခိနာတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာတိတေတုံမေထိုသင်တို့သည်အထာလတ္ထရအပ်သောကောင်းကျိုးရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေမြတ်စွာဘုရားအဆုံးအမသာသနာတော်၌ဝိရုံလှတိုးတက်စီကကြီးပွားကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟုတ်တဝါဖြစ်ကြကုန်၍သဗ္ဗေဟိအလုံးစုံကုန်သောညာတိဘိအဆွေမျိုးတို့နှင့်သာဟတကဝအရောဂယောဂမရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထမုတ်ချမဲ့သွေဖြစ်ကြပါစေကုန်သတ္တိယနေ့ဘုန်းကြီးတို့တနယ်မြေနဲ့တကဝမိမိတို့မြို့မိမိတို့နယ်ပယ်ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမ္မဆက်လေရွတ်ဖတ်တရဆက်ပြီးပြီ။အိုးသိကြောက်ဝါသံမြေစသည်၌လူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရာလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရမကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်တင်ရှင်းလင်းပြတဲ့သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေသုတ်တင်ရှင်းလင်းပြီးပြီအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေပြီးသွားပြီအဲ့ဒီတော့ခမည်းတော်ဒီနယ်မြေကဧရိယာကျဉ်းကျဉ်းလေးပါခမည်းတော်ကသာမတုံမလှုပ်အဟုတ်သက်ဝင်ယုံကြည်တဲ့သဒ္ဓါတရားနဲ့
အလုံးလုံးမဲ့ဆိုရင်ဒီပညာတော်တွေအာနာဒေသနာတော်တွေဆိုတာ2,400,000အထုရှိတဲ့မဟာဖတိဝေမြေကြီးကိုထုတ်ချင်းခအောင်အာနာတွေပြန့်နှံ့သွားတယ်ဆိုရင်ဘုန်းကြီးတို့တကားများရဲ့ဧရိယာကကျင့်ကျင်လေးပါအကုန်လုံးဘေးကင်းတယ်ရန်ကင်းတယ်အန္တရာယ်ကင်းတယ်လို့နားလည်ပါဘေးရန်ကင်းရင်ကတော့ဒီတိုင်းနေလို့ကတော့မကင်းတတ်ဘူးတခုခုလေးတော့ဆောင်းထားရဘုန်းကြီးတို့ကျောင်းသားတွေဘဝတုန်းကကြပန့်ခေတ်မှာစက်တင်နတ်တွေဘုံနေထဲမှာပြေးလွှားနေရတာနော်အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ပါးတည်းရလေရင်များနေလာပြီးအထက်ကဝဲကုန်ပြီဆိုရင်အရဟံ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 နဲ့အမြဲတမ်းရွတ်နေရတာကိုယ့်ရှိပဲမြင်နေတာပါပဲပြေးကြလွှားကြစက်တင်နတ်တွေမှန်ဘုံနေတခါတည်းချလိုက်လို့ဒါကြတဲ့မြေရှာဘုံနေချလိုက်လို့လူတွေထိခိုက်သွားနေတာဆိုတာလဲကိုယ့်ရှိပဲမြင်နေရတာပါပဲအဲ့ဒီလိုဘေးတွေရန်နေအန္တရာယ်တွေကနေပြီးတော့လွတ်လာတာအခုဘုန်းကြီးတို့အသက်90ကျော်ပြီအဲ့ဒါတော့ခမည်းတော်လည်းအမှတ်တမဲ့မနေကြနဲ့စောစောကခမည်းတော်ကြားလိုက်တယ်မဟုတ်ဘူးလားခမည်းတော်သီလစောင့်တည်တုန်းကလည်းဒီနမောတသပါတယ်သံဃာတော်တွေပရိတ်ရွတ်တော့လည်းဒီနမောတသကပါနေတယ်သံဃာတော်တွေကမ္မဝါဖတ်တော့ရောဒီနမောတသကပါနေတယ်ဒါခမည်းတော်လိုက်ရမှာအမတ်တမဲ့နေရမှာမဟုတ်ဘူးခုခမည်းတော်အမတ်တမဲ့နေထားတာနော်ဒါလိုက်ရမှာဒီနမောတသဟာနေရမြင်တိုင်းမှာပါနေတယ်ဧကနာဒါတခုခုပဲလို့စဉ်းစားရအဲ့ဒီနမောတသဆိုတဲ့ထဲမှာဂုဏ်တော်ကြီး3ပါးပါတယ်အရဟတော်ဆိုတာအရဟံဆိုတဲ့ပုဂ္ဂဆင်းလာတယ်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဘဂဝါဂုဏ်တော်တွေ့ရလား3ပါးပါတယ်အပိုက်က5ပိုက်နမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကလေးတွေလည်းဖျားရှိခိုးနိုင်အောင်တူတူကျင့်ကျင့်လေးပေါ့ကျဲကျဲဆိုတော့လေဘုန်းကြီးတို့ဆောင်ရွက်နိုင်ရင်မှဆောင်ရွက်နိုင်မှာဘဂဝတောဘဂဝါဂုံရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုံရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူထသောတသဘဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမိုး၍ဖယားတပိတော်ရှိခိုးကြော့ပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ဘုန်းကြီးတို့ပြိဿအဲ့တော့ဣတိပိသောဘဂဝါလို့ဆိုရဲ့ဘဂဝါကစရလိမ့်မယ်သောဘဂဝါဣတိပိဆိုရင်ကတော့ဘုန်းကြီးတို့အရဟံကစရနော်ဘုန်းကြီးတို့ဆရာမင်းကွန်တိပိဋကဆရာတော်ကြီးကတော့သောဘဂဝါဣတိပိအရဟံလို့အဲ့ဒီလိုပฏิစိတ်တာသဘာဝကြတယ်တဲ့အဲ့ဒါကြောင့်အရဟတောဆိုတာကအရဟံဆိုတဲ့ပုဂ္ဂလာတာအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားစိတ်ွယ်ရာ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားလူမင်းနတ်မင်းဗျမမင်းနှင့်တကဝလူနတ်ဗျမတတ္တဝါအလုံးတို့ဤပူဇော်အထူးကိုခ
ခံယူတော်မူထိုက်ပါပေသောမြတ်စွာဘုရားဒီအဓိပ္ပာယ်ရှိတယ်အရဟတောဆိုတဲ့ပုဂ္ဂအဲ့ဒီမှာကြည့်လေကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကိလေသာဆိုတာစိတ်ဆိုးစိတ်ညစ်တွေပေါ့လောဘဒေါသမောဟကာမကိလေသာនិဝရဏဗျာပါဒဝိပါကအိတ်သာမစ္စရိယဒိဋ္ဌိအဝိဇ္ဇာဆိုတဲ့စိတ်ဆိုးစိတ်ညစ်တွေအကုန်ကင်းနေတယ်တဲ့နောက်စိတ်ွယ်ရာအယ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ခမည်းတော်နှလုံးသားတွေကိုရောက်နေရင်ခမည်းတော်လည်းဘသူကမှစိတ်ွယ်ရာအယမှလည်းကြံစီလို့မရဘူးမစိတ်ွယ်တဲ့အယမှလည်းကြံစီလို့မရဘူးလို့နားလည်ထားအဲ့ဒါအရဟတောပုဂ္ဂသမ္မာသမ္ဗုဒ္ဓသာသိစရာအလုံးတို့ကိုအမှန်အတိုင်းကိုယ်တော်တိုင်းသိတော်မူသောမြတ်စွာဘုရားဒါကသမ္မာသမ္ဗုဒ္ဓပုဂ္ဂနောက်ဘဂဝတောဖုံးတော်ကြည်တော်မူသောမြတ်စွာဘုရားသို့မဟုတ်ဘဂဝတောဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားခမည်းတော်ကရွတ်လိုက်တော့ဘဂဝတောလို့ပဲရွတ်လိုက်တာအဲ့ဒီဘဂဝတောဆိုတဲ့ထဲမှာဖုံး6ပါးပါသွားတယ်ဣသရိယဘုံတော်ဓမ္မဘုံတော်ယသဘုံတော်သိရိဘုံတော်ကမ္မဘုံတော်ပယတဘုံတော်အဲ့ဒီလိုဘဂဝါလို့ရွတ်လိုက်ရင်အဲ့ဒီဖုံး6ပါးအလိုလိုပါသွားတယ်လို့မှတ်ထားနံပါတ်1ဣသရိယဘုံတော်မိမိစိတ်ကိုရောတလောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရားနံပါတ်2ဓမ္မဘုံတော်မဲ့ဉာဏ်ဖူဉာဏ်နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား3ယသဘုံတော်မြားပြားသောအချမ်းအယံပြန့်နှံ့သောအကျိုးအစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား4သိရိဘုံတော်အတုမရှိသောကြက်တရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား5ကမ္မဘုံတော်အလိုဆန္ဒတောင့်တမှုမှန်သမျှခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရားပယတဘုံတော်အတုမရှိသောလုံလဝရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားနံပါတ်6ကအဲ့ဒါကြောင့်ဂုံဘဂဝါပွားများပါပြိုင်လာမတုချေဆိုတာဂုံဘဂဝါကိုဘဂဝါဂုံကိုပွားနေရင်ခမည်းတော်လောကမှာပြိုင်ဘက်တုဘက်တောင်မရှိဘူးတဲ့အဲ့ဒါကြောင့်နမောတသကိုဒီနေ့ကစပြီးတော့အိယာဝင်တော့မယ်ဆိုရင်ရှေးရှေးဝေးဝေးအချိန်မပေးနိုင်ရင်နမောတသကိုပြီးသသုံးခေါက်ရွတ်ပြီးတော့ရှစ်ခိုးအိပ်ပါခမည်းတော်နတ်တရားစောင့်ရှောက်ပါလိမ့်မယ်နော်သူတို့ကလည်းအမတန်ကြည်ညိုတာဒီနမောတသနဲ့ရှစ်ခိုးတာနော်ဂုဏ်တော်ကြီး3ပါးပါတယ်အရဟံဂုံကစခြင်းရဲ့အရဟတောအရဟံကစခြင်းရဲ့ဘဂဝတောကစခြင်းရဲ့လေဘဂဝတောဘဂဝါဂုံရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုံရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူထသောတသဗဂဝတောထိုမြတ်စွာဘုရားအားနမောယောသေးမြတ်နိုးလက်စုံမိုး၍ရှိခိုးကြရောပါ၏
အရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ကလေးတွေရောလူကြီးတွေရောပေါ့အားလုံးအဲ့ဒီလိုရွတ်ဖတ်သရဆဲနေမယ်ဆိုရင်ကတော့ဘေးကင်းမှုရန်ကင်းမှုအန္တရာယ်ကင်းမှုအသက်ရှည်ဖို့လှုပ်ထာကိုင်းတာတွေအားလုံးအစဉ်ချောဖို့အစဉ်ပြေဖို့ပြည့်စုံပြီလို့နားလည်ပြီးတော့ယနေ့ခမည်းတော်လှူတတ်တဲ့ကုသိုလ်ရေဆက်ချပြီး32ပုံသားတွေမျှဝေးပေးကြရအောင်ရေဆက်ခွက်ကိုကိုင်ညာအဲ့ဒီနမောတသကြရွတ်ပါများရင်ခမည်းတော်နှလုံးသားတဲ့အဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ရောက်သွားပြီဆိုရင်ကတော့ခမည်းတော်ကိုဘယ်လိုလုပ်လို့မှမရဘူးဆိုတာနားလည်ထားပါကံရေဆက်ချကြဗန္တိအရှင်ဖယားမယံဖယားတပိတော်မအကျိဘုန်းကြီးတို့မျက်စိပရိသတ်တို့မျက်စိနဲ့မမြင်အပ်တဲ့ဥသိကြောက်ဝါသံမြည်သည်မှာလူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရာလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရန်မကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သင်ရှင်းလင်းပြတဲ့အဆောက်အအုံသန့်ဝိုင်းသန့်မြေသန့်သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့ဒီနယ်မြေပေါ်မှာရှိနေတဲ့အိမ်တွေအဆောက်အအုံတွေအားလုံးဘုန်းကြီးတို့သန့်ရှင်းမှာပါဒုတိယအကြိမ်ရောက်တဲ့အခါကျတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာတဆုထပ်ပြီးတော့ရွတ်ဖတ်တရဆက်ပြီးသုတ်သင်ရှင်းလင်းမှာပါဝိမတိဝိနောဒဏီတိကာနဲ့အညီကံဆောင်တဲ့နေရာမှာတထထဲကြအောင်အာဟုသောဟုသောပုဂ္ဂိုလ်မသုံးမဲ့နဲ့တပိတော်သံဃာကိုငဲ့ပြီးတော့ဗန္တိဟုသောပုဂ္ဂိုလ်တပိတော်သုံးမမယ်ဗျာနမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောတေထာယတိသံဃတပတ္တကံလံသံဃောတံတိမံသမုဟနေယသမာနာသံဝါသံဧကုပောတေထံဧသာညတိသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောတေထာသံဃောတံတိမံသမုဟနတိသမာနာသံဝါသံဧကုပောတေထံယတာယတမတောခမတိဧတိတာသီမာယသမာနာသံဝါသာယဧကုပောတေထာယသမုဂ္ဂတောသောတုံနှသာယတာနေခမတိသောဘာတိယသမုဟတာသာတိမာသံဃေနသမာနာသံဝါသာဧကုပောတေထာခမတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓု
သာဓုအဲ့ဒီကမ္မဝါကသမာနာသံဝါသဆိုတာသမာနာအတူတူသံဝါသနေထိုင်ရတဲ့နေရာမှာယရဏသုံးပါးနဲ့နေတဲ့လူသားတွေနေတဲ့နေရာမှာလူသားအချင်းချင်းသာနေထိုင်ခွင့်ရှိသည်လူသားကိုယံမူမဲ့အန္တရာယ်ပြုမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဒီတခါဖတ်မဲ့ကာမဝါကြတော့ပညာချက်ကသူ့ထဲမှာတိုက်ရိုက်ပါတယ်ဣမံအာရာမံလို့သံဃာတော်များကရွတ်ဖတ်တဲ့ဆယ်လိုက်ရင်အာရာမဆိုတာပါဠိတွေမဂဓတွေအာရာမဆိုတာမြန်မာလိုဝိုင်းတို့ဝင်းတို့ပရဝုံတို့ခြံတို့ပေါ့နောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ရင်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလည်ပါတတ္တနံဗုဒ္ဓနာတတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကတတ္တနံခုနှစ်စုတဲ့ဝိပတိသိခိဝိသဘူကာကုသံခောနာဂုံကတ္တပဂေါဓမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွေ့ကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကမ္မဝါဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖရာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်တယ်နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှားပြီးတော့အောက်လန်းနီးတွေမော်နီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲ့လင်းလွှာကြိုတန်းအင်းအိုင်ခလဲဓာရိုက်ဓာဆင်းနာမြုပ်နန်းထားစုံကဝေတစေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘနာဂသင်္ကွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဣမသမိန်အာရာမေဣမသမိန်ဂေဟေဒီဝိုင်းနဲ့ဒီအဆောက်အအုံတွေမှာဝတ္တတနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်ညှပ်ထားပြီးတော့ရွတ်ဖတ်တဲ့ဆယ်ပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျိန်အန္တရေကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တဲ့ဆယ်ပြီးတော့
သုတ်သင်ရှင်းလင်းကြရအောင်နာကြားကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံတတ္တာနံဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနံသဗ္ဗဝေရဇိဒါနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံတာနံလေနံပရာယနံကရိယဣမသမေအာရာမေဣမသမေဂေဟေဝတ္တတံဘယဝိနာသာယဗပရိတယဝိနောဒနာယဖာတုဝိဟာရာယဧသာညတ္တိသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံတတ္တာနံဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနံသဗ္ဗဝေရဇိဒါနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံဒါနံနံပရာယနံကရောတိဣမသမေအာရာမေဣမသမေဂေဟေဝတ္တတံဘယဝိနာသာယသဗ္ဗပရိတယဝိနောဒနာယဖာတုဝိဟာရာယယတာယတမတောခမ္မတိဣမသာအာရမသာဣမသာဂေဟသာတတ္တနံဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကသာပရိတ္တသာဒါနသာလေနသာပရာယနသာကရဏံသောတုံနှသာယတာနိခမတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရမောအယံဂေဟောတတ္တနံဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခမ္မတိသံဃတတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနှင့်တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဒ္ဓမဆက်ရွတ်ဖတ်တရဆေနာကြားကြရအောင်